အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့လွင်မိုး YouTube channel လေးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာဆိုလို့ရှိရင်တော့ဒါအရင်တော့ကလည်းဒါကျွန်တော်တို့ဒါ review လုပ်ပေးခဲ့တဲ့ Oppo ရဲ့ Reno 50 series လေးကိုဒါဒီနေ့မှာတို့လည်းထပ်ထောင်းပြီးတော့ပေါ့နော် review လုပ်ပေးသွားမှာဖြစ်တယ်အရင်ကျွန်တော် review လုပ်ခဲ့တဲ့ဒီ Reno 50 app မှာဆိုလို့ရှိရင်တော့ဒါအခုလက်ရှိထွက်တဲ့ Reno 50နဲ့အရင်ပြောင်းလဲလာတာမျိုးမရှိဘူးဆိုတော့ကျွန်တော်အနေနဲ့ဒါ review လုပ်ရမှာနည်းနည်းလေးစဉ်းစားကြရတော့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်း Reno 50မှာက Reno 50နဲ့မတူဘဲနဲ့ကင်မရာပိုင်းကြီးကျွန်တော်ဒါ AI ဘိုင်းကြီးနောက်တစ်ခုကကျတော့သူ့ရဲ့ဒီ future ဘိုင်းတွေကတော်တော်လေးကိုမှပြောင်းလဲလာတာဖြစ်တဲ့ကြောင့်မို့ဒီနေ့မှာဆိုလို့ရှိရင်ဒါ Oppo ရဲ့ Reno 50 series လေးကိုထပ်ဆောင်းအနေနဲ့ဒါ review လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျပထမဆုံးချက်အနေနဲ့ဆိုလို့ရှိရင်တော့ဒါသူ့ရဲ့ design ပိုင်းပေါ့နော် design ပိုင်းမှာဆိုလို့ရှိရင်လည်းဒါကျွန်တော် Reno 50မှာဆိုလို့ရှိရင်တော့ Reno 50 အနဲ့တောင်တူမလိုလိုနဲ့ခွဲထွက်နေတာပိုင်းလေးတွေကိုတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒါအရင်တုန်းကထွက်ခဲ့တဲ့ Reno 50ရဲ့လည်းလှပါတယ် design ပိုင်းအားပေါ့နော်။ဒါပေမဲ့သူတို့ရဲ့အဓိကကကျွန်တော်ဒီ Dancing Aurora design ဆိုတာက Reno 50မှာပို့ပြီးတော့မှပေါ်နေစေတယ်။ဘာကြောင့်လဲဆိုတော့သုံးထားပြီးတဲ့အသားကကျွန်တော်ဒါ glass ကိုမှကျွန်တော်တခြားပုံစံကိုမှကန်ရတာ smooth ဖြစ်တယ်။နောက်တစ်ခုကကျတော့သူ့ရဲ့ဒီ Aurora White ဆိုတဲ့အရာမှာဒီကောင်ရဲ့ Dancing Aurora design ကပို့ပြီးတော့မှပေါ်လွင်တယ်ပေါ့နော်ကျွန်တော်ဒီလို shade လေးတွေပေါ်လာတဲ့ခါမျိုးမှာဆိုလို့ရှိရင်ဒါနေရာအောက်မှာအသုံးပြုတာ color ရုပ်ထွက်တွေပေါ့နော်ကျွန်တော်ဆိုတဲ့နေရာတွေမှာအသုံးပြုတဲ့ခါမျိုးမှာဆိုလို့ရှိရင်ဒီကောင်လေးရဲ့ reflection ကကျတော့ဖုန်းတစ်လုံးကဲ့သို့ပေါ့နော်ကျွန်တော်ဒီလူစိတ်ဝင်စားမှုကိုအပြည့်အဝရရှိမှာဖြစ်တယ်ပေါ့နော်နောက်ချက်ကကျတော့သူ့ရဲ့ဒီကင်မရာဘက်မှာဆိုလို့ရှိရင်လည်းဒါအရင်သုံးခဲ့တဲ့ဒါကျွန်တော်ဒါ Reno 50 app မှာဆိုလို့ရှိရင်တော့ကင်မရာ၄ထောက်ပုံစံလေးကိုမှသူကဘောင်လေးနဲ့ထည့်သွင်းပေးထားတယ်ဆိုပေမဲ့ Reno 50မှာကကျတော့ကင်မရာဘောင်ဘေးနားလေးမှာသူက reflection ပုံစံလေးကို line ကြီးထည့်ပေးထားတာဖြစ်တဲ့ကြောင့်မို့သူလည်းအဲ့လိုပဲကျွန်တော်ဒါနေရာအောက်မှာအလင်းရောင်ကောင်းတဲ့နေရာမျိုးမှာအသုံးပြုတဲ့ခါမျိုးမှာဆိုရင်ဖုန်းရဲ့ဒီ reflection ပုံစံလေးတွေကလုံးဝဆွဲဆောင်မှုအပြည့်ရှိတယ်ပေါ့နော်နောက်ချက်ကတော့သူ့ရဲ့ frame ပိုင်းအရင်သုံးခဲ့တဲ့ကျွန်တော်ဒါ Reno 50 app မှာဆိုရင်တော့ metal frame ကိုအသုံးပြုထားတယ်ဆိုပေမဲ့ Reno 50မှာဆိုလို့ရှိရင်တော့ aluminum frame လေးကိုထည့်သွင်းပေးထားတယ်နောက်ချက်ကကျတော့သူ့ရဲ့ဒီ screen size က 6.59 inch ကိုမှ120 ရဲ့ AMOLED ပန်တွေသုံးထားပေးတာဖြစ်တဲ့ကြောင့်မို့ရုပ်ထပ်ပိုင်းမှာလည်းတော်တော်လေးဆိုတယ်ပြီးတော့ bezel ဘောင်မှာလည်းတော်တော်လေးကျင်းလာတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့ screen ကိုကြည့်ရတဲ့အမြင်မှာဆိုလို့ရှိရင်လည်းဒါ Reno 50ရဲ့နဲ့လားတူပေါ့နော်တော်တော်လေးကိုမှကျင်းသွားတယ်နောက်ချက်ကကျတော့ကျွန်တော်ခုနကပြောသလိုမျိုးကင်မရာပိုင်းမှာပေါ့နော်ကင်မရာပိုင်းမှာဆိုလို့ရှိရင်အရင်တော့ထွက်ခဲ့တဲ့ဟာမှာဆိုရင်ကျွန်တော်တို့50 megapixel ရဲ့ဒါ main camera ရဲ့ကျွန်တော်8 megapixel 2 megapixel Reno 50မှာထည့်သွင်းလာတယ်ဆိုပေမဲ့ Reno 50မှာက main camera မှာ50 megapixel နှလုံးမှာ8 megapixel ultra wide တစ်လုံးထည့်သွင်းပေးထားတယ်နောက်ချက်ကထူးထူးခြားခြားပြောင်းလဲလာတာက50 megapixel ကျွန်တော်ဒါ selfie camera ဆိုပြီးတော့မှသူတို့ကတင်သွင်းလာတာဖြစ်တဲ့အတွက်ကြောင့်မို့ကင်မရာပိုင်းမှာဆိုလို့ရှိရင် selfie ကိုလည်းပို့ပြီးတော့ဦးစားပေးလာတယ်လို့ main camera ပိုင်းမှာလည်းပို့ပြီးတော့မှပြောင်းလဲလာတာကိုတွေ့ရတယ်။သူကကြတော့သူ့ရဲ့ camera function ထဲမှာဆိုလို့ရှိရင်လည်းဒါအရင်နဲ့မတူဘဲနဲ့လုံးဝကွဲထွက်နေတဲ့အပိုင်းလေးတွေကိုကျွန်တော်တွေ့ရတယ်။ဘယ်လိုလဲဆိုတော့ကျွန်တော်အရင်တော့ဆိုရင် video resolution မှာဆိုလို့ရှိရင်တော့သူက 720p 1080p 4K ဆိုပြီးတော့မှဒါ resolution 3ခုရွေးလို့ရမှာဖြစ်ပြီးတော့မှ30 frame per second ကျွန်တော်60 frame per second ဆိုပြီးနှစ်ခုရွေးချယ်လို့ရတယ်။ဒါပေမဲ့ကျွန်တော်အရင်ထွက်ခဲ့တဲ့ Reno 40မှာပေါ့နော်40 series မှာဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့က 4K ကို 60fps ရိုက်လို့ရတယ်ဆိုပေမဲ့သူ့ရဲ့ဒီ steady mode ကို online မယ်ဆိုလို့ရှိရင် 1080p ကိုမှ 60fps ကိုပြောင်းသွားတာကိုတွေ့ရတယ်။ဒါပေမဲ့ Reno 50မှာကကြတော့ကျွန်တော်တို့က 4K ကိုမှ 60fps ရိုက်လို့ရတဲ့အပြင်ကို steady mode ပါ online ရင်တော့မှ 60fps ကိုကျွန်တော်ဒီ 4K 60fps ကမပြောင်းသွားတာဖြစ်တဲ့ကြောင့်မို့ဒီ 60fps က stable အနေနဲ့ကိုပါဝင်လာတာဖြစ်တဲ့ကြောင့်မို့အရင် video quality ဘိုင်းထွက်ကိုပို့ပြီးတော့မှငြိမ်လာတယ်ကင်မရာရုပ်ထွက်တွေပို့ပြီးတော့မှကောင်းလာတယ်ဒါလေးကလည်းတော်တော်လေးကိုပြောင်းလဲလာတဲ့အတွက်ကြောင့်မို့ဒါတော်တော်လေးသဘောကျတယ်ဒါကကျွန်တော်ကျွန်တော်ဒီ review သမားတွေ video blogger သမားတွေခုနောက်ပိုင်းဒါကင်မရာကိုတွင်ကြီးသုံးနေတဲ့လူတွေအတွက်ဆိုရင်ဒီကောင်လေးကဖုန်းတစ်လုံးရှိရုံနဲ့ဒါတော်တော်များများ function တွေကိုအသုံးပြုလို့ရမှာဖြစ်တဲ့အတွက်ပို့ပြီးတော့မှကောင်းလာတယ်နောက်ချက်ကတော့ကျွန်တော်သဘောကျဆုံးချက်အနေနဲ့ဆိုရင်တော့ဒါ slow motion move ပါလာတဲ့ဒါကျွန်တော်တို့ဒီ live photo ပေါ့နော်ပုံမှန်ဖုန်းတွေနဲ့မတူဘဲနဲ့ live photo ကိုမှကိုလိုချင်တဲ့နေရာကိုထည့်ထောက်ပြီးတော့ကျွန်တော်ဒါ slow motion ထည့်လို့ရတာဖြစ်တဲ့ကြောင့်မို့ဒီ function ကလည်းဦးဖျားအနေနဲ့ဒါ Android ဖုန်းထဲမှာဆိုအသုံးပြုလို့ရမယ်ဆိုပြီးတော့မှ Oppo ကနေပြီးတော့မှကြေညာထားပေးတယ်နောက်ချက်အနေနဲ့ဆိုတော့သူ့ရဲ့ဒီ telephoto ဘိုင်းကတော့ဒါ Reno series ရဲ့အလားတူပဲကျွန်တော်ဒါအရင်ထွက်ခဲ့တဲ့ Reno 40နဲ့မတူကျွန်တော်ဒီ128 cloud ကိုဇွန်းဆွဲလို့ရတယ်ဒါပေမဲ့ဒီကောင်းရဲ့ကင်မရာဘိုင်းမှာဆိုလို့ရှိရင်တော့ telephoto ကိုအပြင်မှာကျွန်တော်တို့ကသူကဒီ ultra wide ပေါ့နော် 0.6 ကိုမှအရင်မြင်ကွင်းနဲ့မတူဘဲနဲ့တော်တော်လေးကိုကြုံပြီးတော့ရိုက်လို့ရတာဖြစ်တဲ့ကြောင့်မို့အနောက်ခံ background တွေ group photo ရိုက်တာတွေမှာရှင်းရှင်းလင်းလင်းနဲ့မှပိုပြီးကြည်ကြည်လင်းလင်းပြတ်ပြတ်သားသားမြင်ရတာကိုတွေ့ရတယ်နောက်ချက်ကကျတော့သူ့ရဲ့ဒီ portrait မူထဲမှာကုမ္ပဏီကနေကြီးညာထားတာကကျွန်တော်3.5 zone ထိကိုလုံးဝအခြေအနေနဲ့ရိုက်လို့ရတာဖြစ်တဲ့ကြောင့်မို့ဒီကောင်လေးကပြတ်ပြတ်သားသားရိုက်ချင်တဲ့လူတွေကင်မရာ resolution ဝါတာမျိုးတွေမကြိုက်တဲ့လူတွေဆိုတော်တော်လေးကိုမှကောင်းလာတာကိုတွေ့ရတယ်ကျွန်တော်တို့ကိုယ်တိုင်စမ်းသပ်တဲ့
ကြီးတလောက်လဲတော်တော်လေးကိုမှကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်နောက်ချက်ကကျတော့ဒီကောင်ရဲ့ဒီစတရီမှုတွေနောက်တစ်ခါကျတော့ဒီအဖက်ပိုင်းလေးတွေမှာဆိုလို့ရှိရင်ဒါအရင်ပေါ့နော်ဟောင်းလန်းတဲ့ပုံတွေကျွန်တော်ဒီ glory တွေကပြီးကြလို့ရှိရင် mystery တွေနောက်ပါလို့ရှိရင် darkly ဆိုပြီးတော့မှသူကဒီ filter 3ခုထပ်ထည့်ပေးထားတယ်အဲ့ကောင်လေးကကျတော့ဘယ်လိုအသုံးပြုလို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါဟောင်းလန်းနေတဲ့ပုံတွေကျွန်တော်တို့ဟိုဘက်9ဘက်9ပုံပေါ့နော်ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဒါအရင်လိုမျိုးအလားတူခဏောင်းပုံတွေရိုက်ချင်နေဆိုတော့မှအဲ့ fashion လေး3ခုကကျွန်တော်တို့ဒါကင်မရာတစ်လုံးနဲ့ရိုက်ကူးထားတဲ့လိုမျိုးတော်တော်လေးကောင်းလာတာကိုတွေ့ရတယ်နောက်ချက်ကကျတော့သူ့ရဲ့ selfie အဓိကဒီကောင်းရဲ့ကင်မရာဘိုင်းကိုပြောလိုက်ပြီဆိုလို့ရှိရင်ဒါ selfie မှာတော်တော်လေးပြောင်းလဲလာတယ် selfie မှာဆိုရင်50 megapixel ကိုမှကျွန်တော်တို့ဒါ ultra wide selfie ကင်မရာဆိုပြီးလာတာဖြစ်တဲ့ကြောင့်မို့သူက 0.6 T ကိုမှရိုက်ကူးလို့ရတဲ့အပြင်မှာအလင်းရောင်ဘိုင်းတွေမှာဆိုလို့ရှိရင်တော်တော်လေးကိုမှ smooth ဖြစ်တာကိုတွေ့ရတယ်အဲ့တော့ကင်မရာဘိုင်းမှာဆိုလို့ရှိရင်တော့လုံးဝအားရကျင်းနေတယ်လို့ပြောလို့ရတယ်ဗျသူ့ရဲ့ battery mAh ပေါ့နော် battery mAh ဆိုလို့ရှိရင်လည်း6500 mAh ကိုမှ80W super boost စနစ်နဲ့ထည့်သွင်းလာတာဖြစ်တဲ့ကြောင့်မို့အားမခံမှာကျွန်တော်ဒါအားသိမ်းကြာမှာလည်းစိတ်ပူစရာမလိုဘူး flagship ဖုန်းမှာဆိုလို့ရှိရင်တော့ဒါတော်တော်များများသိတဲ့အတိုင်းပဲကျွန်တော်တို့ကဒီ battery ဘိုင်းကိုဦးစားမပေးဘဲနဲ့ fast charging ဘိုင်းကိုဦးစားပေးကြတာကိုတွေ့ရတယ်။ဒါပေမဲ့ဒီကောင်မှာသုံးထားပေးတဲ့6500 mAh ဆိုတာက flagship ဖုန်းတစ်ခုမှာဒါပုံမှန်ထက်ကိုမှတာလွန်တယ်လို့ပြောလို့ရတယ်ပေါ့နော်။အားတော်တော်လေးခံတဲ့နေမှာပါတယ်။နောက်တစ်ခါသုံးထားပေးတဲ့ SOC ဆိုရင်လည်း Snapdragon 7 Gen 4အသုံးပြုပေးထားတာဖြစ်တဲ့ကြောင့်မို့4 nanometer နဲ့လာတဲ့ chipset တစ်ခုဖြစ်တဲ့အတွက်ပုံမှန်ထက်ကိုအဝင်ထွက်ပိုင်းတွေမှာပိုပြီးမြန်ဆန်ပြီးတော့မှအားစားတာကိုတော်တော်လေးတက်တာစေတယ်။ဒီချက်ကလည်းဒါသူ့ရဲ့ price to performance ကောင်းတဲ့အချက်တွေမှာတော်တော်လေးကိုမှပါတယ်ပေါ့နော်နောက်ချက်ကကြတော့ကျွန်တော်ဒီ weight ပေါ့နော်195 gram လောက်ပဲရှိတာကိုမှသူကအလေးချိန်ကကျွန်တော်ဒီ6500 mAh သုံးထားတယ်ဆိုရင်အရင်လေးတာမျိုးမဖြစ်ဘဲနဲ့သူရဲ့ကြီးကြီးလေးလေးပုံစံလေးနဲ့ strong ဖြစ်တယ်ဆိုတဲ့ဥစ္စာအရင်လုံးဝဒီဖုန်းတစ်ခုကကျွန်တော်ဒီမှာကြောတယ်အကြမ်းနဲ့ခံနိုင်နေဆိုတဲ့ခံစားချက်မျိုးလည်းရတယ်နောက်တစ်ခုကတော့အကြမ်းပိုင်းမှာဆိုလို့ရှိရင်လည်းဒါကျွန်တော်ကပြောသလိုပဲ Corning Gorilla Glass ကိုမှ 7ID အသုံးပြုထားပြီးတော့မှ IP rating မှာဆိုလဲ69လောက်ထည့်သွင်းပေးတာဖြစ်တဲ့ကြောင့်မို့မှန်သားပိုင်းအကြမ်းခံမှုနဲ့ရေစိမ်ခံမှုမှာပါတော်တော်လေးကိုမှကောင်းလာတယ်လို့ပြောရတယ်ဒီချက်ကတော့လုံးဝအကြမ်းခံမှုနဲ့ကျွန်တော်တို့ဒါရေရှည်ဘက်ကိုအသုံးပြုနေတဲ့လူတွေဆိုလို့ရှိရင်မှလက်ရှိစရာမလိုတဲ့အချက်တစ်ချက်လို့ပြောလို့ရတယ်ဗျနောက်ဆုံးချက်အနေနဲ့ဆိုလို့ရှိရင်တော့ဒါသူ့ရဲ့ UI ပိုင်းပေါ့နော်Reno 50 series ဒါမြန်မာနိုင်ငံကို option မဝင်ခင်တည်းကသူ့ရဲ့ ColorOS 60ကလုံးဝအရန်ဟစ်ထားပြီးတော့မှဒါလူမျိုးရမ်းများနေပြီးတော့မှတော်တော်လေးကောင်းလာတယ်ဆိုပြီးတော့မှမိတ်ဆက်ထားတာကြီးညာထားတာဒါကိုမှ Reno 50ကမြန်မာနိုင်ငံဝင်လာတဲ့အချိန်မှာ ColorOS 60နဲ့ပါတွဲပြီးထားတာဖြစ်တဲ့ကြောင့်မို့ OS ဘိုင်းနဲ့ကျွန်တော်တို့ရဲ့ဒီ Android ဘိုင်းမှာဆိုလို့ရှိရင်တော်တော်လေး upgrade ဖြစ်ပြီးတော့မှတော်တော်လေးကောင်းလာတဲ့ဟာကိုတွေ့ရတယ်အရင် ColorOS 60နဲ့မတူတာကြတော့ ColorOS 60မှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ AI ဘိုင်းတွေရဲ့နောက်တစ်ခုကကြတော့ကျွန်တော်တို့ရဲ့ဒီ future ဘိုင်းတွေကတော်တော်လေးကောင်းလာတာကိုတွေ့ရတယ်ဒါလုံးဝပေါ့ Android ဖုန်းတွေမှာဆိုလို့ရှိရင် Oppo ရဲ့ ColorOS 60မှာပါနေတာကကျွန်တော်တို့ရဲ့ AI ဘိုင်းတွေရဲ့ future ဘိုင်းတွေက Android ဖုန်းတွေနဲ့လုံးဝမတူဘဲနဲ့ခွဲထွက်ပြီးတော့မှရှေ့ပေးနေတယ်လို့ပြောလို့ရတယ်။ ColorOS 60မှာဆို AI MindSpace ဒီကောင်လေးကတော်တော်လေးကိုမှပြောင်းလဲလာတဲ့ဟာကိုမသိတဲ့ဟာတွေကိုဒါကိုအသုံးပြုနေပြီဆိုလို့ရှိရင်ဒါ generation ပုံစံအနေနဲ့ကိုစာရိုက်ပြီးတော့မှပေါ်ပြပေးတာရယ် AI writer မျိုးတွေနောက်တစ်ခါကျတော့ AI နဲ့ပတ်သက်တဲ့ future တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ AI glow portrait မျိုးတွေနောက်တစ်ခါကျတော့ဒီ camera function မှာဆို AI filter ပိုင်းတွေဒါတွေကအများကြီးထည့်သွင်းပေးထားတာကိုတွေ့ရတယ်ဒီကောင်တွေကလည်းဒါဖုန်းတစ်ခုမှာဆိုလို့ရှိရင်ဒါကျွန်တော်ဈေးကြီးပေးဝယ်လိုက်ပြီ flagship ဖုန်းတစ်ခုလောက်ပေးဝယ်လိုက်ပြီဆိုလို့တာနဲ့ဒါတွေကတွင်တွင်ကျယ်ကျယ်သုံးနေတဲ့လူတွေဆိုရင်ဘာတွေပိုကောင်းလာလဲလို့မေးပြီးဆိုတာနဲ့ဒါတွေကပြောပြစရာမလိုအောင်ကောင်းလာတဲ့အချက်တွေလို့ကျွန်တော်မြင်မိတယ်အဲကြောင့်မလဲဒါလက်ရှိမှာ Oppo ရဲ့ Reno City ကလက်ရှိတော်တော်များများရောင်းအားကောင်းပြီးတော့မှလူကြိုက်များနေရတဲ့အချက်တွေမှာလည်းပါတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ဒါ Reno City ကိုမှကြိုက်နေတတ်တယ်နောက်တစ်ခုကကျတော့ flagship ဖုန်းတစ်ခုမှာဘယ်ဖုန်းကိုဝယ်ရင်ကောင်းလဲစဉ်းစားနေတဲ့လူတွေရဲ့ all round သုံးပြီးတော့မှလုံးဝခက်ရှစ်ပေးနေနေတဲ့လူတွေအတွက်ဆိုရင်တော့ Reno City မှာဆိုရင်တော့ဒါ Reno 50S နဲ့ Reno 50ကလုံးဝရွေးချယ်ခြင်းတဲ့ဖုန်းတွေမှာပါတယ်လို့ကျွန်တော်တို့အကြံပြုရင်းနဲ့မှာကျွန်တော်တို့ရဲ့ Limo YouTube channel လေးကိုလည်း like and subscribe လုပ်ထားဖို့အတွက်တောင်းဆိုချင်ပါတယ်ဗျ